ဒီနေ့ကတော့ကြည့်မြင်နိုင်ရောက်နေရဆိုတော့ကြုံတဲ့ဆိုင်ကိုပတ်စားမှာပဲဖြစ်ပါတယ်တကယ်တမ်းစားချင်တာ line ပေါ်မှာသူများတွေစားပြနေတဲ့အဲဂျာရစ်ဆိုတဲ့ပူဆက်မွေးခောက်ဆွဲဆိုင်ပေါ့ဒါပေမဲ့ကျွန်တော်ရောက်နေတာတလင်းလာနေဆိုတော့အဲဆိုင်ကပိတ်ထားတယ်ကန်တော့မကောင်းခဲ့ပါဘူးနေမွေခင်လေးတော့ကြည့်မြင်နိုင်ကန်နာလန်းအရင်တွားတက်ပါတယ်လို့နော်ဓာတ်ပုံလေး share ရိုက်လို့ရတယ်ဓာတ်ပုံရိုက်တတ်တဲ့လူတွေဓာတ်ပုံရိုက်ရကြိုက်တဲ့လူတွေတော့ကတော့ quality ပါပဲဒီနေရာကတော့ကန်နာလန်းတွားပြီးပြီဆိုတော့ဈေးထဲပတ်ပြီးတော့စားချင်တာကြီးရှောက်စားမယ်အစတုန်းကမသိဘူးဗျာဂျာရစ်ပူဆက်မွေးခောက်ဆွဲဆိုင်ကိုဖွင့်နေထင်ပြီးတော့ဥကျွဲဟိုလန်းထီကိုလမ်းလျှောက်ပြီးတွားလိုက်သေးတာလမ်းထဲရောက်မှပဲဆိုင်ရတလင်းလာနေတိုင်းပိတ်ပါတယ်ဆိုတာသိလိုက်ရမှာကြေခွဲရပဲခောက်ဆွဲမစားတော့လဲနောက်တစ်မျိုးပေါ့အရင်ဆုံးတော့ဖြော်ရည်ဝယ်မယ်ဖြော်ရည်ဝယ်ပြီးရင်စားချင်တဲ့အသီးလေးဝယ်မယ်ပြီးရင်ကြုံတဲ့ဆိုင်မှာစားမယ်နနက်တီးကတော့လုံးဝ favorite fruit ပဲမိုးရတီမှာကတော့နနက်တီစားရအကြိုက်ဆုံးပဲလောလောဆယ်ကတော့နနက်တီစားလို့မကောင်းသေးဘူးဒီမှာ strawberry tea ရောရှိရလုံးဝနီရဲတောက်ပြီးတော့ချိုးရတော့ဒီဆိုင်စားဖို့ရဒီနေ့ကြုံရတဲ့ဆိုင်ကတော့စားနေကြဆိုတော့ westlet ဆိုင်လေးပဲဖြစ်ပါတယ်ဆက်လက်ရွက်ကပါပြီးသားဆိုတာမတိဘဲနဲ့ထပ်มาလိုက်တာဆက်လက်ရွက်နှစ်ပွဲဖြစ်သွားတယ်ဈေးနှုန်းတွေကတော့ပွဲကြီး19000ပွဲတိ12000မှာဘာသားတွေရလဲဆိုတော့ကြက်စင်ရမယ်ကြက်မဲရမယ်ယုံသားရမယ်ပြီးရင်ဝက်သားသုံးထက်သားတွေပါအစုံရတယ်ပေါ့နော်ဝက်မူလုံးတွေပါတခြားတွေလည်းအစုံရပါတယ်ဆိုတော့ကိုယ့်ကိုပြင်ပြီးတော့စားမယ်ဗျာဆက်လက်ရွက်ရမုတ်ဖက်ရဝက်သားရအချင်းလုံးဝ perfect ပဲပူဆက်မွေးခောက်ဆွဲမစားရပေမဲ့လည်း westlet လေးလည်းလုံးဝ quality လေးပါလို့နော်အားလုံးပဲဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးပါဗျာတကယ်တော့ westlet ကဘော်ဒါရီနဲ့စားဖို့လုပ်တာဘော်ဒါရီနဲ့စားဖို့အခွင့်မကြုံတော့လဲကိုယ့်ကိုစားရတာပေါ့